အားလုံးပဲဒီနေ့မှာတော့ကျွန်တော် internet cafe ဆိုတဲ့ simulator game လေးကိုဆော့ပြတော့မှာဖြစ်ပါတယ်ကျွန်တော်တော့လီယိုပါကဲစလိုက်ကြရအောင်ဒီ game မှာနည်းနည်းတော့စောက်ရတယ်ပေါ့နော်ဆိုတော့ကဲရပြီပေါ့နော်ဒါကတော့ကျွန်တော်နေတဲ့တိုက်ခန်းပဲဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်အတစ်ဆက်ဖွင့်ထားတဲ့ကျွန်တော်ရဲ့ game ဆိုင်လေးကိုတော့ပြမှာဖြစ်ပါတယ်ကဲโอเคတက်လေကားစောက်ရမှာပေါ့နော်ညောင်းတကားပိတ်သွားမှရမှာတော့ကြာအပေါ်ကလူတွေအောက်ကလူတွေကလာမှွေလိုက်ရင်တော့သွားပြီတိုက်ခန်းဆိုတော့နည်းနည်းတော့စိတ်ပူရတာပေါ့ညာโอเคအောက်ဆဲမယ်ပေါ့နော်ကျွန်တော်တို့ game ဆိုင်ရအောက်မှာပေါ့ကဲရောက်ပြီโอเคငါတို့မြို့လေးကတာယာလိုက်တာကွာโอเคဒီမှာနေငါရဲ့ game ဆိုင်နေမှားတော့ဒီဘက်မဟုတ်ဘူးကွာကို game ဆိုင်တော့တေချာမမှတ်မိတော့ဘူးโอเค hot dog လေးစားလိုက်မယ်โอเคကဲတိုးမယ်ဒီဘေးဘာဖြစ်တာလဲကွာဒီဘေးကြည့်ရတာမူးနေလို့ပဲဘယ်မှာလဲကွာငါ့ရဲ့ game ဆိုင်อ่ะအော်ဒီမှာ Leon Game Shop တဲ့โอเคဝင်လိုက်မယ်ငါ့ရဲ့ game ဆိုင်ပြောတာကွာ game ဆိုင်อ่ะအထဲမှာမိုက်တွေကြီးပဲကဲအမှတ်ရှင်းရတော့မယ်โอเคအမှတ်ရှင်းရတော့မယ်ငါဆိုင်မှာဘယ်ကောင်အမှိုက်လာပြစ်ထားလဲမသိဘူးကွာโอเคအမှိုက်ရှင်းမယ်ကြည့်ပါဦးကွာခြေရာတွေရောမုတ်ထုတ်တွေရောအချိုရည်ဘူးတွေရောကွာအစုံပဲဘယ်အမိုက်တွေကအများကြီးပဲကွာ
ချင်းကနည်းနည်းတော့ကြာတော့ကွာဟာဆေးလိုက်တွေရောကွာโอเคကောင်းတော့ကောင်းတလောက်နေပြီကွာโอเคဒီဆေးလိုက်ပဲကြံတော့โอเคရှင်းတော့ပြီပေါ့နော်โอเคဒါကတော့ကျွန်တော်ရဲ့ gaming table လေးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ gaming chair လေးပေါ့နော်အလူအိမ်ကထိုင်ခုံနဲ့တူနေလို့ပဲโอเคထားပြီးဆိုတော့ကျွန်တော်ပစ္စည်းမှာပေါ့နော် PC တို့ဘာတို့မှာရမယ်โอเคဖွင့်မယ်ဟာမီးပြဲနေတယ်ကွာမီးတော့ဖွင့်ရမယ်โอเคโอเคရပြီပေါ့နော် PC ဖွင့်လို့ရပြီဟာငါ PC ရလဲကွာ2009ကလေးက PC ဆိုတော့ဒီလောက်တော့ရှိမှာပေါ့ကွာကဲပစ္စည်းမှာမယ်တာမဟုတ်โอเคကီးဘောက်မှာမယ်โอเค mouse မှာမယ်ညောင်းกว่า PC မမှားရတဲ့โอเค PC မှာမယ်โอเคရပြီโอเคကျွန်တော် delivery လာမှာကိုစောင့်နေတယ်ပေါ့နော်ကျွန်တော်အခုချိန်ထိမလာသေးဘူးကွာကဲအဲ့ဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းမှာဆက်ဆောက်ကြတာပေါ့ဗျာကဲဒီဗီဒီယိုလေးပေါ်ကြရင်တော့ like and subscribe လုပ်ဖို့တောင်းဆိုကြပါနဲ့နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ပြန်ဆုံတွေ့ကြပါဦးမယ် see you bye ဒီဗီဒီယိုလေးကနည်းနည်းတော့တူနေပေါ့နော်ကျွန်တော်အချိန်တိတ်မရလို့ပါနောက်ဆိုရင်ဗီဒီယိုအရှိန်လုပ်ပေးပါမယ်လို့ပြောချင်ပါတယ်ကဲ see you bye